အားလုံးပဲမင်္ဂလာပါအခုတစ်ခေါက်သင်ခန်းစာကတော့ဗောနော်ခေါ့များနဲ့လက်ခတ်များကိုအမြန်တီးတက်စေမဲ့နီလန်းကိုကျွန်တော်ကဒီနေ့မျှဝေသွားမှာဖြစ်ပါတယ်ဒီသင်ခန်းစာကိုမစခင်မှာဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုကို like and share လေးဖြင့်ကူညီပေးပါအောင်ပြီးတော့ကျွန်တော်ရဲ့ YouTube channel ကိုလည်း subscribe ပေးပါအောင် Okay let's go ဒီနေ့သင်ပေးမဲ့သင်ခန်းစာကခေါ့တွေကိုအလွယ်တကူမြန်ဆန်ဆန်နဲ့ပြောင်းတက်အောင်လက်ခတ်တွေကိုမြန်ဆန်ဆန်နဲ့တီးတက်အောင်ကျွန်တော်ကနီလန်းလေးကိုမျှဝေပေးမှာဖြစ်တယ်ဒီနီလန်းတွေမျှဝေတဲ့အခါမှာဆိုရင်ပေါ့နော်ကျွန်တော်ကတော့ဒီမှာတန်ပိုလေးနဲ့ပေါ့နော်ကျွန်တော်ဒီမှာတန်ပိုလေးနဲ့ကျွန်တော်လုပ်ပြီးမှဖြစ်တယ်တန်ပိုကတော့ကျွန်တော်80ထားရတယ်ပေါ့နော်တန်ပိုကတော့ကျွန်တော်80ထားတယ်ဒီတန်ပိုအတိုင်းကျွန်တော်တို့လက်ခတ်လေးတွေကိုညီအောင်ကြည့်မယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီခေါ့ပေါ့နော်ခေါ့ကတော့3ခုတယ်ပေါ့နော် C ပေါ့နော်C B F B G 3ခုတယ်ပေါ့နော်အဲ့3ခုပဲကျွန်တော်တို့အရင်ဆုံးကြည့်မှာပေါ့နော်တန်ပိုကတော့80မှာထားမယ်ပေါ့နော်1 2 3 4ခုကကျွန်တော်က4 timing ကိုအရင်ဆုံးတိခတ်ဘယ်လိုတိခတ်မလဲဆိုတော့ကျွန်တော်ပြမှာဖြစ်တယ်ပေါ့နော်ဒီ tempo နဲ့အတူပေါ့နော်1 2 3 4 1 2 3 4 1 2 3 4အရင်ဆုံးကျွန်တော်တို့ down ကိုပဲအရင်ဆုံးလုပ်မှာပေါ့နော် down ပဲ down 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 ပေါ့နော် okay ပြန်စမယ်နော်1 2 3 4 1 2 3 4 okay ရမယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကခေါ့ပေါ့နော်ခုနကကျွန်တော်ပြောတဲ့ခေါ့ပေါ့နော် C ပြီးကြရင် F ပြီးကြရင် G ဒီခေါ့3ခုနဲ့ပဲအဲ့ဒါကိုတန်ဖိုး90နဲ့ကျွန်တော်တို့ down မဲ့တီးမယ်ပေါ့နော် down မဲ့ရင်ဆုံးကျွန်တော်တို့လေ့ကျင့်မယ်ပေါ့နော်1 2 3 4ဒီမှာကျွန်တော်က C ကို4ပါတီးတယ်ပြီးတော့ G ကိုF ကို sorry F ကို4ပါ G ကို4ပါပြီးတော့နောက်ဆုံးတစ်ချက်ပေါ့နောက်ဆုံးတစ်ချက်မှာတော့ C နဲ့ပြန်ပြီးတော့စုံလိုက်တယ်ပေါ့နော် Okay သွားထံပေါ်သွားမယ်1 2 3 4ကျွန်တော်တို့ကလည်းတစ်ချက်ချင်းမှာလဲ1 2 3 4 1 2 3 4အဲ့လိုမျိုးပေါ့နော် Okay နောက်တစ်ခါပြန်တီးပြမယ်နော်တန်ဖိုးတော့ကျွန်တော်ရအောင်ကြည့်အောင်နော်တန်ဖိုးကတော့90ဒီတန်ဖိုးကိုကျွန်တော်ကဘာမှသွားရှာရမလဲဆိုတော့ဒီ app လေးရှိတယ်ပေါ့နော်ကျွန်တော်ပြမယ်ဒီ app ဒီမှာတစ်ခုပေါ့နော် Guitar ကျွန်တော်ပေါ့နော်ကျွန်တော် Google Play Store မှာရှာလို့ရတယ်ဒီ Guitar ကျွန်တော်နောက်တော့မဟုတ်လည်း Metronome ပေါ့နော်အဲ့လိုရိုက်ပြီးရှာလို့ရတယ်ပေါ့နော်အဲ့လိုမျိုးရှာပြီးတော့ကျွန်တော်တို့ application ဖုန်းထဲမှာထည့်ထားပြီးတော့ကျွန်တော်တို့ဒီတန်ဖိုးကိုကျွန်တော်တို့ဖွင့်ပြီးတော့လေ့ကျင့်လို့ရတယ်ပေါ့အဓိကတော့ကျွန်တော်ပြောစီချင်တာတန်ဖိုးနဲ့လေ့ကျင့်စေချင်တယ်တန်ဖိုးနဲ့လေ့ကျင့်မှသာလေကျွန်တော်တို့အချိန်မရေးပေါ့နော်ဒီ TY နဲ့ပဲ TT ဘယ်လိုပဲ TT တန်ဖိုးကိုကမှန်ထားတယ်ဆိုရင်တချင်းဆိုတဲ့ခါကျရင်လည်းပဲတီးတဲ့ခါကျရင်လည်းပဲသူတန်ဖိုးကနှေးတာမြန်တာမရှိဘဲသူကသူပုံမှန်နော်သွားနေမှာ90ဆို90 80ဆို80ပေါ့နော်အဲ့လိုမျိုးသွားနေမှာဒါကြောင့်မို့ကျွန်တော်တို့လေ့ကျင့်တဲ့ခါမှာကျွန်တော်တို့ business မှာလေ့ကျင့်ကြတဲ့ကဒီတန်ဖိုးနဲ့လေ့ကျင့်စေချင်တာပေါ့နော် Okay basic မှာကြတဲ့ကဒီလိုမျိုးတန်ဖိုးနဲ့ page လေ့ကျင့်ထားမယ်ဆိုရင်ကျွန်တော်တို့ intermediate ပဲဖြစ်ဖြစ်ဒီ advanced level ပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ကဆိုရင်
basic ဒီလိုမျိုးတန်ဖိုးနဲ့အခြေခံရမယ်ဆိုရင်တန်ဖိုးမှန်နဲ့တီးနိုင်တဲ့သူတယောက်ဖြစ်မှာပေါ့နော်ဟောတီးပြမယ်ပေါ့နော် 1 2 3 4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  1 2 3 1 2 3 4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  Okay အားလုံးရကြမယ်လို့ယုံကြည်တယ်ပေါ့နော်ကျွန်တော်လေ့ကျင့်တဲ့အတိုင်းတပုံစံနဲ့လေ့ကျင့်စေချင်တာပေါ့နော် Okay ကျွန်တော် lesson 2မှာပြန်တွေ့ကြစို့ Okay အားလုံးကျေးဇူးတင်တယ်